squared plus 4x minus 6 ဆိုတဲ့ quadratic equation လေးကိုလည်းထပ်ပြီးတော့ခွဲကြည့်ရအောင်ခုနလိုမျိုးပဲရှေ့ကိန်းက x squared ဖြစ်တဲ့ကြောင့်လို့ခွဲလိုက်တော့ x နဲ့ x နဲ့ရပြီးတော့နောက်ကိန်း 6 ကိုခွဲရင်3 2 6ရဲ့6တလီ6ရဲ့ဆိုပြီးတော့ကိန်းတွဲနှစ်ခုရရှိတယ်နောက်ဆုံးကိန်းရဲ့လက္ခဏာကအနှုတ်ဖြစ်တဲ့ကြောင့်နှုတ်ကြည့်အောင်3 minus 2က1 6 minus 1က5ဒါဆိုလို့ရှိရင်ဘယ်ကိန်းတွေကိုယူမှာလဲဆိုရင်အလယ်ကိန်းကိုကြည့်တော့5ဖြစ်နေတဲ့အတွက်ကြောင့်မလို့5ဖြစ်စေတဲ့6 1ထွဲကိုယူမယ်ကဲဒါဆိုရင်စာခွဲချက်ချက်ကခွဲလို့ရပါပြီရှေ့ကိန်းက x နောက်ကိန်းက6 1လက္ခဏာနှစ်ခုကလက္ခဏာကိုကြည့်အောင်နောက်ဆုံးကိန်းရဲ့လက္ခဏာအနှုတ်ဖြစ်တဲ့အတွက်ကြောင့်လက္ခဏာနှစ်ခုကမတူရပါဘူးအလယ်ကိန်းရဲ့လက္ခဏာကအပေါင်းဖြစ်တဲ့အတွက်ကြောင့်ကြီးရဲ့လက္ခဏာကအပေါင်းငယ်ရဲ့လက္ခဏာကအနှုတ်ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်စာခွဲကိန်းနှစ်ခုရရှိပါပြီx plus 6နဲ့ x minus 1ဆို